ပကံရာဇဝင်မှာနောက်ဆုံးဖြစ်တဲ့နရတိယပရိမင်းဆိုတာရှိတယ်။အဲ့ဒီမင်းမှာသူအမြဲတမ်းချစ်ရတဲ့စောလုံးဆိုတဲ့မိဖုရားတစ်ပါးအဲ့ဒီစောလုံးဆိုတဲ့မိဖုရားသူကမိဖုရားတွေထဲမှာအချစ်ဆုံးဖြစ်တယ်။ခုလိုနေရာတရောက်ပြီဆိုလို့ရှိရင်နရတိယပရိမင်းကအဲ့ဒီမောင်မမိတ်တန်တွေနဲ့ရောက်ဒီမြေကမ်းမှာရှားကြီးနန်းတော်ဆောက်ပြီးတော့ရေကစားလေးရှိတယ်။တနေ့မှအဲ့ဒီသူအချစ်ဆုံးမိဖုရားစောလုံးကိုရေနဲ့လောင်းပြီးတော့ကြည်စေတယ်။အဲ့လိုကြည်စေတော့မိဖုရားစောလုံးကသူ့ကိုလူရှိသူရှိမှာရေနဲ့လောင်းရကောင်းလားဆိုရေလောင်းတော့ကိုစပင်းလေးခန္ဓာကိုယ်အကုန်ဆူသွားတာပေါ့။အဲ့ဒါကိုအညှိုးထားတာအဲ့ဒီစောလုံးဆိုတဲ့မိဖုရားကအညှိုးထားပြီးတော့တနေ့ပွဲတော်အုပ်ဆက်တဲ့အချိန်မှာအဲ့ဒီဘယင်စားမဲ့ပွဲတော်အုပ်တွေကိုအစိတ်ခတ်ပြီးတော့တတ်တာပေါ့ရှင်ပြန်ရှင်ပြန်လည်းအဲ့ဒီနေ့မှာအဲ့ဒီပွဲတော်အုပ်ကိုသူအရင်မစားပဲနဲ့သူချစ်တဲ့ခွေးနန်းတော်တွေကခွေးကိုကြွေးကြည့်တော့ခွေးကတေတော့ဒီနန်းတော်အုပ်ဘယ်ကလာတာလဲစစ်ဆေးကြည့်လိုက်တော့ဒီမိဖုရားစောလုံးကလက်ချက်မှန်သိပြီးတော့မိဖုရားစောလုံးကိုဒေါသအပြင်းထန်ထွက်ပြီးတော့ကွက်မျက်စေဆိုတဲ့အမိန့်ထုတ်လိုက်တာပေါ့ကွက်မျက်ဆိုတတ်ခိုင်းလိုက်တာပေါ့ဘလို့တတ်မလဲဆိုတော့ဒီမိရှို့ပြီးတော့တတ်ခိုင်းတာမိဖုရားစောလုံးကလည်းပဲသူတရားမှန်မှန်သိတယ်ဒီအပြစ်ဟာကြီးတဲ့အတွက်ကြောင့်သူမလွတ်နိုင်မှန်သိတယ်မလွတ်နိုင်မှန်သိတော့သူ့ကိုမိရှို့တတ်မဲ့ဒီစင်ပေါ့တန်နေနဲ့လောက်တာအဲ့ဒီစင်လောက်တဲ့ဒီပပဲသမားတွေကိုငွေတွေအသက်ပြားတွေပေးပြီးတော့9ရက်ကြာအောင်ဒါကိုလောက်ပေါ့နော်ဒီနေ့ပြီးရင်နောက်နေ့ဆိုသူကတည်ရမှာပေါ့အဲ့တော့9ရက်ကြာလို့ရှိရင်သူ့မှာ9ရက်အချိန်ရှိတယ်ပေါ့နော်အဲ့ဒီ9ရက်အတွင်းမှာအဲ့ဒီမိဖုရားစောလုံးကဘယ်လိုလောက်တာလဲဆိုတော့ဘုရားနုဒတိပွားတယ်တဲ့ဘာမှမလုပ်ဘူးတီလာဆောက်တည်တယ်ဗုဒ္ဓနုဒတိပွားတယ်ဒီတိုင်းပဲဒီကုသိုလ်တွေနဲ့နေတယ်9ရက်ပြည့်တော့သူအစင်းသင်းဖြစ်ပြီပေါ့အစင်းသင်းဖြစ်ပြီဆိုတော့ဒီခုနကဘယ်သမားတွေလောက်ထားတယ်သူ့ကိုမီးရှို့ပြီးတော့တတ်မဲ့အောက်ကမီးကြီးတွေနေပေါ့နော်မီးတွေရှို့ထားတဲ့ပုံသူတက်လိုက်တဲ့ဆိုရင်ပဲမီးတွေကခန္ဓာအတွင်းငြိမ်းသွားတယ်အဲ့လိုငြိမ်းတာတခါတည်းမဟုတ်ဘူးပထမတစ်ခါတက်တယ်မီးတွေငြိမ်းသွားတယ်မီးဟုံးတောင်းနေတဲ့နေရာနေဒုတိယတစ်ခါတက်တယ်ဒီလိုပဲတတိယတစ်ခါတက်တယ်ဒီလိုပဲမီးငြိမ်းတော့သူနောက်ဆုံးတစ်ခါမှာအကယ်၍ငါဟာဝေကျွေးအလျောက်ပေးဆက်ခွင့်ရှိတယ်ဆိုရင်ပြာတိဖြစ်ပါစေဆိုပြီးတော့အဋိဌာန်လိုက်တော့သူ့ရဲ့ဒီဘောမှာခံရမဲ့ဒီဝေကျွေးကရှိနေတာဖြစ်တဲ့အတွက်ကြောင့်ခဏလေးပဲပြာဖြစ်သွားတယ်ပေါ့နော်မီးကလည်းအဲ့လောက်တော့ပြင်းတာပေါ့အဲ့တော့အဲ့ဒီသာရကမှာဦးဇင်းတို့ဘာတော့တွေ့ရလဲဆိုတော့ဗုဒ္ဓနုတ္တိဘုရားကုံတော်ကိုပွားတာဒီထူးထူးခြားခြားပေါ့နော်ခုနှစ်ရက်သူဗုဒ္ဓကုံတော်ပွားပြီးတော့နေတဲ့မိဖုရားစောလုံးနေတဲ့အတွက်ကြောင့်ခုနကဗရံပူပြင်းလာတဲ့မီးတွေဟာငြိမ့်ငြိမ်သွားတယ်တဲ့နော်တာရကတခုပြီးတော့ဒီပိဋကတ်တော်မှာလည်းဦးဇင်းတို့တာရကတွေများစွာရှိတယ်ထင်ရှားဆုံးကတော့ဦးဇင်းတို့ဒီသူဗုဒ္ဓမထေအလောင်းပေါ့နန္ဒယတစ်ပေါ့နော်ဘုရုမုဒ္ဒဘုရားလက်ထက်မှာအဲ့ဒီမှာဘုရားဟောတဲ့ဂါထာတစ်ခုကဘာဝဟိဗုဒ္ဓနုတ္တိဘာဝနာနုမနုတ္တရဣမံတတိဘာဝေတောပုရိသတိမာနတံဆိုတဲ့ဒီဂါထာပေါ့ဘာဝဟိဗုဒ္ဓနုတ္တိဗုဒ္ဓနုတ္တိကိုပွားများတယ်နော်ဗုဒ္ဓနုတ္တိဆိုတာဘာလဲဆိုတော့အရဟံစဘဂဝါအဆုံးပေါ့နော်အဲ့ဒီခုံတော်တွေကိုပွားများတယ်ပွားများလို့ရှိရင်ဘာဝနာနုမနုတ္တရအဲ့ဒီဘာဝနာတွေထဲမှာတဲ့အဲ့ဒီအမျက်ဆုံးပဲတဲ့ဗုဒ္ဓနုတ္တိကနော်အရဟံကုံတော်ပဲပွားတမတမုဒ္ဒကုံတော်ပဲပွားအဆုံးတန်နိုင်9ခုလုံးပဲပွားပေါ့နော်နောက်ဆက်ပြီးတော့ပြောတာကဣမံတတိဘာဝိတောအားဗုဒ္ဓနုတ္တိကိုပွားမယ်ဆိုလို့ရှိရင်ပုရိသတိမာနတန်ကိုယ့်ရဲ့ဒီစိတ်ဆန္ဒတွေလိုဟင်ဆန္ဒမှတ်သမျှတွေပြေးဝနိုင်တယ်လို့ဒီဂါထာတွေပါဠိကပြောတယ်ပေါ့နော်အခုလည်းပဲကျွန်တော်ဒီဗုဒ္ဓနုတ္တိကိုတချို့ပွားများနေကြတဲ့သူတွေရှိတယ်ပေါ့နော်ရှိတဲ့နေရာမှာဒီများသောအားဖြင့်တော့လွယ်ကူတဲ့အရဟံတို့သမတဗုဒ္ဓတို့ဒုက္ကတော်တို့နော်ဘဂဝါတို့လို့ပွားများအဲ့တော့ဘယ်ဟာပဲပွားများဦးစင်းတို့အရေးကြီးတာတစ်ခုကတကယ်ဗုဒ္ဓနုတ္တိဘာဝနာစစ်ဖြစ်ဖို့ဆိုရင်ဦးဇင်းတို့ဒီအနတ်တွေအဓိပ္ပာယ်တွေအသိဖို့လိုတယ်ပေါ့နော်ဥပမာအရဟံဂုံတော်ကဘာပြောတာတော့အရဟံကိလေသာကင်းစင်တော်မူသောမြတ်စွာဘုရားဒီအဓိပ္ပာယ်ကိုဦးဇင်းတို့သိမှသာလျှင်ဟိုစိတ်ထဲမှာအာယုံပြုလို့ရတာ။အော်မြတ်စွာဘုရားလောဘဒေါသမောဟစတဲ့ကိလေသာတွေမရှိဘူးဆိုတဲ့ဒီအနတ်အဓိပ္ပာယ်သိမထားဘူးဆိုရင်ဦးဇင်းတို့ကပွားလို့အဆင်မပြေဘူး။အဲ့တော့ဒီအင်မတန်မှ
အကျိုးတရားကြီးမားတဲ့ဗုဒ္ဓနုတ္တိကိုဦးဇင်းတို့ပွားမယ်ဆိုလို့ရှိရင်အရင်ဆုံးဦးဇင်းတို့ပါဠိကတော့အလုံးသိနေလိမ့်မယ်အရန်ဓမ္မတမ္မတော်ဝိသစရဏတံပံတော်စရှိသည်ပေါ့နော်အဲ့ဒီဂုဏ်တော်ကိုပါကိုသိမယ်အဲ့ဒါပါဠိကိုသိတာအဲ့ဒီအပြင်ဦးဇင်းတို့ကဒီအနက်အထိပ်ပဲပေါ့အရန်ဂုဏ်တော်ဘာပြောတာတော့ဒီဓမ္မတမ္မတော်ဂုဏ်တော်ဘာပြောတာတော့ဝိသစရဏတံပံနာဂုဏ်တော်ဘာပြောတာအဲ့ဒါလေးတွေဦးဇင်းတို့သိအောင်ထပ်ပြီးတော့ဒီလေ့လာဖို့လိုတယ်online board တွေမှာဦးဇင်းတို့ရှိပါတယ်နော် online board တွေမှာစာအနေနဲ့ဖြစ်စေဒီ video file တွေအနေနဲ့ဖြစ်စေအဲ့ဒါတွေတွားပြီးလေ့လာပါနော်လေ့လာတဲ့အချိန်မှာကိုတကယ်မှတ်မိခြင်းနဲ့ဆိုရင်စာအုပ်ထဲကိုရေးမှတ်အရဟံကုံတော့ဘာပြောတာလဲဆိုတော့နောက်မှာဒီအဓိပ္ပာယ်ပေါ့သူ့ရဲ့အဓိပ္ပာယ်ပေါ့နော်အရဟံကုံတော့ဆိုကျွန်တော်3မျိုးလောက်တော့အဓိပ္ပာယ်ရှိပါတယ်အဲ့တော့ပြောချင်တာကဒီတော့အကျိုးတရားကြီးမားတဲ့နောက်တစ်ခုကိုလူချင်းတာကိုယ်စိတ်ထဲမှာဖြစ်ချင်တဲ့စန္ဒပြည့်ချင်တဲ့ဆိုရင်အဲ့ဒီဂုဏ်တော်ကိုပွားလို့သူတို့အတီအလင်းပြောထားတဲ့အထောက်အထားပါဠိတာရကရှိတယ်လို့ဒီဖြစ်ရက်တွေတာရကတွေလည်းရာဇဝင်တွေမှာလည်းရှိတယ်ပိဋကတ်တော်တွေမှာလည်းရှိတယ်အတွက်ကြောင့်ကျွန်တော်ယုံကြည်တဲ့ဒီဗုဒ္ဓရဲ့ဂုဏ်တော်တွေကိုပွားများကြပါလို့ပွားများနိုင်အောင်လည်းပဲဦးစင်းကဒါတိုက်တွန်းနဲ့ပွားများနေတဲ့သူတွေလည်းပွားများဝန်တာဖြစ်ပါစေခြင်းအကျိုးမှာကျွန်တော်ဒီဗီဒီယိုလေးကိုတင်ပေးလိုက်တာဖြစ်ပါတယ်